နှိုးဆော်သူနဲ့လှူဒန်းသူလို့ဆိုတဲ့အခါမှာနှိုးဆော်သူကဘယ်လိုစိတ်နေသဘောထားရမလဲလှူဒန်းသူတွေကရောဘယ်လိုစိတ်နေသဘောထားရမလဲဒါတော့အရေးကြီးတဲ့အရာဖြစ်တယ်ကုသိုလ်ကောင်းမှုကိစ္စတွေမှာသူတော်ဘာကိုနှိုးဆော်ရတာလွယ်ကူတယ်လို့ထင်ကောင်းထင်ကြတော့လည်းပဲကိုယ်တိုင်လူရတာနဲ့စာရင်သူများကိုနှိုးဆော်ရတာလွယ်တယ်လို့ထင်ကောင်းထင်ရတော့လေစိတ်ကောင်းနှလုံးကောင်းထားဖို့ဟာတော့သိအရေးကြီးတယ်လို့ဆိုတယ်ကိုယ်တိုင်လူတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ပစ္စည်းကိုဆုံးဖြတ်နိုင်လို့လှူနိုင်ကြတယ်ပေါ့လှူနိုင်ကြတယ်အသိဉာဏ်ရှိရှိနဲ့လှူသင်းလှူတိုက်တယ်ဆိုရဲကိုယ့်ယုံကြည်ချက်နဲ့လှူချတယ်သို့တော့နှိုးဆော်သူကြတော့တစ်ဖက်သားတွေကိုပြောဆိုစည်းရုံးရတယ်ဆိုတဲ့ကိစ္စလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးမိမိရဲ့စည်းရုံးနှိုးဆော်မှုကိုလက်ခံလို့တဲ့လူရှိသလိုလက်မခံလို့တဲ့လူတွေလည်းရှိတယ်နော်နှိုးဆော်တိုက်တွန်းသူမှာစိတ်နေသဘောထားမှန်ကန်မှုသိခံမှုဆိုတာသိအရေးကြီးတယ်လို့ဆိုတယ်ပေါ့နှိုးဆော်ရတာလွယ်တယ်လို့ဆိုရတော့လေစိတ်နေသဘောထားမှန်ကန်မှုကြတော့အဲ့ဒါမှခဲရင်နေပေါ့ခက်ခဲမျိုးစုံကြုံတွေ့နိုင်တယ်သို့တော့နှိုးဆော်ခြင်းဆိုတာဟာလည်းပဲကုသိုလ်ကောင်းမှုအတွက်နှိုးဆော်သည့်အတွက်ကြောင့်သူကလည်းကောင်းကျိုးချမ်းသာလုပ်တဲ့ပုဂ္ဂိုလ်လိုပဲကောင်းကျိုးချမ်းသာကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ထဲမှာပါဝင်လို့ဒီကုသိုလ်ရဲ့အကျိုးသူရရှိနိုင်တာဖြစ်တယ်ကုသိုလ်လုပ်တာပဲဖြစ်ဖြစ်အကုသိုလ်တွေလုပ်တာပဲဖြစ်ဖြစ်ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဆိုတဲ့အချက်၄ချက်ဟာပါဝင်ပတ်သက်မှုရှိတယ်လို့ဆိုလိုတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါကိုယ်တိုင်လုပ်တယ်ဒါတစ်ခုသူများကိုလှုပ်တယ်ဒါကတစ်ခုသူများကိုလှုပ်ခိုင်းတယ်တိုက်တွန်းတယ်ကိုယ်တိုင်လှုပ်တယ်သူများကိုတိုက်တွန်းတယ်ဒီအလုံးနဲ့ပတ်သက်ပြီးချီးမွမ်းစကားပြောတယ်ပါဇက်ကမပြောတော့လဲစိတ်ထားစိတ်နေအဖြစ်သဘောတူတယ်ဆိုတာသူတို့ဟာကုမ္ပဏီတစ်ခုမှာ share ပါဝင်ကြသလိုပဲကုသိုလ်လုပ်ငန်းတစ်ခုမှာ share အနေနဲ့ဖြစ်သွားတယ်သူတို့နော်ကိုယ်တိုင်လှုပ်တဲ့လူရဲ့လှုပ်ဖို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ရဲ့ချီးမွမ်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတူညီတဲ့ပုဂ္ဂိုလ်ရဲ့နော်သဘောတူခွင့်ပြုသူရဲ့ပေါ့အဲ့ဒီပုဂ္ဂိုလ်တွေဟာကုသိုလ်ကံအကျိုးပေးတဲ့နေရာမှာပါဝင်ပတ်သက်မှုရှိကြတယ်ကုသိုလ်မှာပါဝင်ပတ်သက်မှုရှိတယ်လို့ပဲမကောင်းတဲ့အကုသိုလ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ရှယ်ရပါကြတယ်လို့ပြောတယ်မကောင်းမှုကိုကိုယ်တိုင်လှုပ်ထားရဲ့လှုပ်ဖို့သူများကိုတိုက်တွန်းတာရဲ့လှုပ်ဖို့ချီးမွမ်းထောမနာပြုပြီးအာဘေစကားပြောတာရဲ့စိတ်ထဲကသဘောတူတာရဲ့အဲ့ဒါအကုသိုလ်အကျိုးရတဲ့အခါမှာသူတို့လည်းပါဝင်ပတ်သက်မှုတွေရှိကြတယ်လို့သူပြောအဲ့တော့အကျိုးပေးကြတော့တူသလားလို့ဆိုတဲ့နေရာမှာဒါတော့စေရနာနဲ့ဆုံးဖြတ်ကြအောင်ပါပဲဖြစ်တယ်ပေါ့နော်စေရနာတို့လုံလဝိရိယတို့ဟာအကျိုးပေးတဲ့နေရာမှာဆုံးဖြတ်ချက်ချတယ်ဥပမာတစ်ခုပြောအောင်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီတိုက်တွန်းနှိုးဆော်လို့လုပ်သည်ဖြစ်စေမိမိရဲ့စေရနာအလျောက်လုပ်သည်ဖြစ်စေထက်ထက်တန်တန်ကြိုးကြိုးစားစားလုပ်တာရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စိတ်အားထက်သန်မှုမရှိဘဲနဲ့ဝှကြည်တန်းကြီးလှုပ်ထားလည်းရှိတယ်အဲ့ဒါလို့နှမျိုးကွဲပြားသွားတဲ့အခါမှာထက်ထက်တန်တန်လှုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးပိုရဝှကြည်တန်းကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးနည်းလိမ့်မယ်ဘာကြောင့်လဲဆိုတော့
သန္နဝိရိယစိတ်တဝိမတ္တတို့ရဲ့ထက်သန်ပြင်းပြမှုအပေါ်မှာပဲအကျိုးတရားဖြစ်ထွန်းစေတာပဲဖြစ်တယ်ပေါ့နော်အေးစိတ်အားကိုစိုက်ပြီးတော့လှုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့သန္နကလည်းထက်သန်တယ်ဝိရိယကလည်းပြင်းထန်တယ်စိတ်ကလည်းကြန့်ခိုင်တယ်အသိဉာဏ်လည်းရှိတယ်ကြိုးစားအထုတ်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအကျိုးပို့ပြီးတော့ခံစားရမှာပဲဖြစ်တယ်ကုမ္ပဏီတစ်ခုမှာ share ထည့်တယ်လို့ပဲများများထည့်ရင်များများအကျိုးရမှာဖြစ်တယ်နည်းနည်းထည့်တဲ့လူကနည်းနည်းတော့ပါမှာသို့တော့ပတ်သက်မှုကတော့အလုံးရှိတယ်ပတ်သက်သူတိုင်းအကျိုးဓာတ်တူညီမျှရသလားဆိုလို့ရှိရင်ပတ်သက်သူတိုင်းတော့ပဲရမယ်အကျိုးဓာတ်တူတော့မရသန္နစိတ်တဝိရိယသန္နဝိရိယစိတ်တဝိမန္တလို့ခေါ်တဲ့ဒီစွမ်းအားလေးရဲ့ကြီးမားတဲ့ပုဂ္ဂိုလ်ကတော့ပို့ပြီးတော့ရမှာဖြစ်တယ်